မြတ်စွာဘုရားဘလောက်ထီအောင်ဟောထားတုံးလို့ဆိုလို့ရှိရင်အေးမိတ်ဆွေဆိုတာမပြင်းမရဘူးတဲ့မိတ်တော်ဟဝေတတ္တပရိဏဟောတိတဲ့သူတော်ကောင်းတွေကခုနှစ်လမ်းအတူသွားဘူးရင်ပဲမိတ်ဆွေလို့ဒီလိုဆိုတာလူမပြောနဲ့သစ်ပင်ရိပ်အောက်နားခိုနေဘူးလို့ရှိရင်အဲ့ဒီသစ်ပင်ရဲ့အရိပ်ကိုကျေးဇူးတင်ပြီးတော့သစ်ပင်ရဲ့သစ်ကိုင်းကိုမချိုးမဖျက်ရဘူးလကားသားနေတချို့ကစိတ်သွားတာလေဆမ်းမင်းလေးတွေ့ရင်လည်းဆွဲစိတ်သွားတာဘာအကျဉ်းမှမသိဘူးသူကသူလှနာမလှစေချင်တာလားမသိဘူးဆွဲစိတ်သွားအဲ့ဒါလို့မဖြည့်ဆည်းရဘူးတဲ့မက္ခဆိုတာသူများရဲ့ခုံကျေးဇူးကိုဖြည့်ဆည်းတတ်တယ်တေတံဝိနာတနာရတောတဲ့သူများရဲ့ခုံကျေးဇူးတွေကိုဖြောက်ဖြက်ပစ်တယ်တရဝိသဒနာပစ္စုပ္ပထာနောဖုံးပြလိုက်တယ်ဘာမှငါအပေါ်မှာကျေးဇူးမရှိဘူးဘာမှဂရုစိုက်စရာမလိုဘူးနဲ့ဆိုပြီးတော့ဖြက်ပစ်တာအဲ့ဒီမက္ခကျေးဇူးမတင်တတ်ဖဲနဲ့သူများရဲ့ကျေးဇူးကိုတုတ်ပြလိုက်တယ်လို့ဖြက်ပြလိုက်တယ်လို့ဘောကိုဒတ်စတာနဲ့ဖြက်ပလိုက်တယ်လို့အဲ့ဒီလိုရေးထားတဲ့စာတွေကိုလက်နဲ့ရေးခြေနဲ့ဖြက်ဆိုတာလို့ဖြက်ပလိုက်တာအဲ့ဒါကိုမက္ခတရားလို့ခေါ်တာအဲ့ဒီမက္ခတရားရှိရင်လည်းပဲစိတ်ယုံမှလို့ခေါ်တယ်စိတ်ထဲမှာအဲ့ဒါဝင်နေရင်စိတ်ယုံမှ